ဥပိုကြ၏ကိုရွေဝတ္ထုများမှဖျားပူသွားခြင်းကျွန်ုပ်သည်ကောလိပ်ကျောင်း BA အောက်တန်း၌ရှိစဉ်ကကျွန်ုပ်နှင့်အတူအတန်ခင်မင်သောမိတ်ဆွေတစ်ယောက်ရှိဖူး၏၎င်းကမောင်ထွန်းမောင်ဖြစ်၏ထွန်းမောင်မှာအလွန်အေးဆေးစွာနေလေးရှိ၏စကားနည်း၏မဟုတ်မမှန်မဟာတရားမပြောတတ်အိန္ဒြေကြီး၏စကားနည်းသူတို့၏စကားသည်လေးနက်တတ်သည်ဖြစ်ရာထွန်းမောင်စကားပြောလျင်ကျွန်ုပ်တို့ကျောင်းသားများဂရုပြု၍နားထောင်လေးရှိ၏ဝါကြွားပြောတတ်သူသည်ထွန်းမောင်ရှေ့တွင်စကားပြောခဲ့၏အကြောင်းကထွန်းမောင်ကတစ်ချက်ဝင်ထောက်လိုက်လျင်ထိုကြွားဝါခြင်းချက်ချင်းပေါ်တတ်၏အပေါင်းဖော်နှင့်အချိန်ဖြုံးမနေတတ်တယောက်တည်းတွေးတော၍တော်၎င်းစာဖတ်၍တော်၎င်းနေတတ်၏တို့ရာတွင်အလွန်ရိုးသားဖြောင့်မတ်သူဖြစ်လျာကကျောင်းသားများကဝိုင်း၍ရိုသေခင်မင်ကြ၏ကျွန်ုပ်နှင့်ကအခြားသူတို့ထက်ပို၍ခင်မင်ကြ၏ထိုနှစ်အင်္ဂလိပ်ဒီဇင်ဘာလနတော်ပြသို့၌ကျောင်း12ရက်မြပိတ်၏ထိုချိန်ခါ၌ကျောင်းသားများကြိုက်ထီယိုဖျားသို့အဆူပြု၍သွားလေးရှိကြရာကျွန်ုပ်လည်းသွားလိုသည်နှင့်ထွန်းမောင်၏အခန်းသို့လာခဲ့၍ဟေ့ထွန်းမောင်ကြိုက်ထီယိုဖျားကိုသွားရအောင်ကွာတို့12ရက်တောင်ရအားရတယ်ဖျားဖူးတာကြိုက်ထီယိုတောင်သွားရမလားကွရွှေတကုံဖျားကိုသွားပါတော့လားအတူတူပေါ့မတူဘူးဆရာကြိုက်ထီယိုကမြတ်စွာဘုရားကိုတော်တိုင်ဒိုးမြမာပြည်ကိုကြွလာပြီးရသေးကြီးတစ်ပါးကိုစံတော်ပေးတဲ့အဲ့ဒီစံတော်အစ်စ်ကိုဌာပနာပြီးတဲတာမောင်ရဲ့နားလေရဲ့လားထိုအခါအလွန်ပြုံးခဲ့သောထွန်းမောင်သည်ပြုံး၍ဖျားဒီကိုကြွလာတယ်လို့မင်းကိုဘသူကပြောသလဲမင်းလဲအတော်ကွာကြတဲ့အကောင်ပဲဘသူပြောရမလဲကွတမိုင်းထဲမှာတေးသေးချာချာကိုရေးထားတယ်သိရဲ့လားအဲ့ဒီမင်းသမိုင်းကဘသူကဘယ်တော့ကရေးခဲ့တာလဲဘသူရေးတယ်လို့တော့မင်းကိုတေးသေးချာချာတတော်ဦးမတင်နိုင်ဘူးရှေးပညာရှိလူကြီးတွေရေးခဲ့တာပေါ့ကွခက်ကြဲကြဲပြောသည်ဟာမင်းမှတ်မိသေးရဲ့လားမင်းနဲ့ငါနဲ့ပြည်မျိုးကိုသွားလဲကြတော့ကဘုန်းကြီးတစ်ပါးကတို့တပေါင်းမင်းကြီးရဲ့ဝေလဲတော်အစ်စ်ကိုပြချတစ်စေးတရိုးကင်ပြီးလှုပ်ထားတယ်ဆိုတဲ့ကမ္မဝါစာကိုထုတ်ပြတော့မင်းကကိုရောဘဲနဲ့တည်တယ်လဲဘာလဲညာလဲနဲ့စစ်ပေါက်မေးတော့ဘုန်းကြီးကစိတ်ဆိုးပြီးမင်းကိုမောင်းချတာမှတ်မိသေးရဲ့လားအခုလဲမင်းကငါ့ကိုငေါက်ပြန်ပြီလားမင်းကရာဇဝင်ဆရာမို့တေချာချာသိမလားလို့မေးတာပါဗျာမကြရင်လည်းမမေးပါဘူးဟေ့ကောင်တော့ပါကွယ်မင်းဟာတခါအင်မတန်ရှာရှည်တယ်မင်းလိုက်ချင်လဲလိုက်မလိုက်ရင်လည်းငါတယောက်တည်းတော်သလိုကြည်သွားမှာပဲခက်ဆက်ပြောသည်ဟင်းဖះတရားကြည်ညိုတဲ့လူကလည်းစိတ်တူလိုက်တာကိုင်းကွယ်ငါကပဲလျှော့ပါမယ်ငါလိုက်ပါမယ်ထိုကမှကျွန်ုပ်ကပြုံး၍အဲ့ဒီလိုမှပေါ့ကွယ်ငါမှငွေ90ကျပ်လောက်တော့စုထားတယ်မင်းမကောငါမှလည်း90ကျပ်လောက်ပါပဲအေးနေရာကြပြီဇေယိဇက်ကစားဖို့တောက်ဖို့15ကျပ်လောက်ပဲကုန်မယ်ထင်တယ်လူဖို့တန်းဖို့အပုံကြီးပိုတာပဲကိုင်းအခုညပဲသွားကြစို့ကွယ်ကြိုက်ထိုဘူရာသို့ရောက်လျင်ထိုအခါကမော်တော်ကားများမသွားသေးသဖြင့်လဲငား၍သွားကြ၏ကြိုက်ထီယိုးတောင်ကျဲကင်မွန်စကန်မရောက်မီခရီးတဝက်သာ၌အင်းဝစကန်သို့ရောက်ရာခရီးနာကြ၏ထမင်းဟင်းလက်ဖက်ရည်ဘူးသီးကျော်စသည်ဖြင့်အစားအသောက်လည်းပြည့်စုံ၏ထိုစကန်မှာရွာနီးချုပ်ဆက်ကလာရောက်၍စိုင်တဲခင်းသောနေရာစကန်ကြီးတစ်ခုဖြစ်၏ထိုအင်းဝစကန်ဆိုင်စု၏မြောက်ဘက်အတန်ကွာရှိတရက်ပင်ကြီးတစ်ပင်အောက်တွင်တဲငယ်ငယ်တစ်ခုရှိ၏ထိုတဲငယ်ဘက်သို့ထုံးမောင်သည်ရှောက်၍သွားသည်ကိုမြင်လိုက်၏မကြာမီပင်တဲပေါက်တွင်ရက်၍အတန်ကြာကြည့်နေသည်ကိုမြင်ရ၏နာယီဝက်ခန့်ကြာလျင်ကျွန်ုပ်တို့သွားချိန်ကြသည်နှင့်ထုံးမောင်ကိုဟေ့၍ခေါ်ရ၏ထုံးမောင်သည်တုတ်လာခဲ့၍ဟေ့ဟိုတဲထဲမှာအဖိုးကြီးလင်မယားနှစ်ယောက်နဲ့မြေနှစ်ယောက်ဖျားပြီးလဲနေကြတယ်ငါအစားတောက်ကလေးဝယ်ပေးခဲ့ခြင်းတဲ့မင်းသွားနှင့်ကွယ်ကင်မောစကန်ကိုငါမီအောင်လိုက်လာခဲ့မယ်ဟောဗျာမင်းပွေဖောက်ပြေမင်းအကျင့်ဒီလိုပဲစိတ်တစူးစားကြီးနဲ့ကဲမောင်သဘောရှိငါတော့မင်းကိုစောင့်မနေနိုင်ဘူးကင်မောစကန်ကိုမီအောင်လိုက်ခဲ့ပြီးတော့မမီရင်တော့ငါဆက်သွားမှာပဲအေးပါကွယ်ငါမီအောင်လိုက်ခဲ့ပါမယ်ဆို၍လဲဘော်ကသူ့လွယ်အိတ်ကိုယူ၍တဲငယ်ဘက်သို့စိုက်နဲ့သွားပြန်လေ၏ကျွန်ုပ်မာကဖျားသို့သာရောက်လို၍ကျွန်ုပ်တို့ကျောင်းကကျောင်းသားတစုလည်းထ
ထက်ရောက်လာသည်နှင့်ထိုလူစုနှင့်ရော၍လိုက်သွားလေ၏ကင်မွန်စကန်သို့ရောက်တော်လဲထွန်းမောင်မပေါ်လာကြရေမြောင်ကလေးရေမြောင်ကြီးဘိုးပြန်တောင်ဆိုင်တမော့စသည်ဖြင့်စကန်အစဉ်အတိုင်းနောက်ဆန်တငငယ်နှင့်ပင်လာခဲ့ရာဖျားတို့သာတိုင်တော်၏ထွန်းမောင်မပေါ်လာကြကျွန်ုပ်တို့တစုလဲတပြောတပါးကြီးပြောဆိုကနဲ့လာခဲ့ကြရာဖျားအနီးနတ်ရုပ်နတ်စင်နှင့်မိမကြီးတစ်ယောက်ပိုက်ဆံခိုင်နေသည်ကိုတွေ့ရ၏နတ်ရုပ်မှာပါတချမ်းနာတချမ်းပဲ့နေ၏၎င်းအပဲ့တို့ကိုပြ၍ပြင်ဆင်ရန်ဆိုကပိုက်ဆံခံနေခြင်းဖြစ်၏ထိုအခါကျွန်ုပ်သည်ရုတ်တရက်သတိရမိသည်ကလွန်ခဲ့သောနှစ်ကကျွန်ုပ်တို့အခန်းကအကြောင်းသားတစုကြိုက်ထီယိုးကပြန်လာကြသောအခါထိုပါပဲ့နာပဲ့နေသောနတ်ဆင်ကနတ်ကတော်ကြီးအားနတ်မေးကြသည့်အကြောင်းကိုပြန်ပြောသည်ကိုသတိရသည်နှင့်ကျွန်ုပ်တို့နှင့်အဖော်အလော်ခေါ်ခဲ့သောတဲသမားကိုမေးကြည့်ရာတဲသမားကပြုံးရည်၍ဒီအပဲ့တွေဟာကြာလာပြီဗျပြင်လိုက်ရင်နောက်ထပ်ပတ်စံဘယ်နဲ့လို့အလူခံမလဲဗျဟုပြောလိုက်မှကောလိပ်ကျောင်းသားထက်သာသောတဲသမားများလည်းရှိသေးကြောင်းသိရသည်နှုတ်ကွယ်ရသေးတွေရသေးမတွေဖိုးသူတော်တွေမယ်တီလာတွေပေါ်လာကြည်ကလားကွအဲ့ဒီအထဲမှာခါတော်မီတွေအများကြီးပါတယ်ဗျကျွန်ုပ်တို့ဖျားရှိခိုးနေစဉ်ပန်းတယ်ရွှေတယ်ရေတယ်တို့ဤအနောက်ရှက်ကိုများစွာခံရ၏ဖျားရှိခိုးနေစဉ်ရေပန်းရွှေဝယ်ပါဟုတစားစားလိုက်၍ပူနေ၏ကျွန်ုပ်သည်ဂလစားချေလိုသည်နှင့်ရေပန်းရွှေတို့ကိုအိန္ဒြေနှင့်ရောင်းသောဆိုင်တို့တွင်သာဝယ်ယူလိုက်၏ကြောက်ကြီးကန်းပါဇက်ဘက်သို့လာခဲ့ရာလမ်းတွင်တောင်ဆောင်တစ်ခုကူတွင်၌ရသေးတစ်ပါးထံတွင်ဖျားသွားတော်အစ်စ်ရှိသည်ဆို၍ကူတွင်သို့ချင်းချင်းကြက်ကြက်နှင့်ဝင်ခဲ့၏ရသေးကသွားတော်ကိုလက်ဖြင့်ကင်၍ခက်လန်းလန်းကပြ၏တေးသေးချာချာကိုယ်တိုင်ကင်၍ဖူးပြစေဟုတောင်းသောအခါဟဲ့တကားရဲ့လက်နဲ့မကင်ကောင်းမူငရဲကြီးတတ်တယ်ခက်ဝေးဝေးကပဲဖူးတာပေါ့နို့ရသေးတော့ငရဲမကြည့်ဘူးလားဟဲ့ရသေးဆိုတာစင်ကြယ်တဲ့သူတော်ကောင်းဖြစ်တယ်ဘယ်တော့မှငရဲမကြည့်ဘူးမင်းတို့လိုလူမဟုတ်ဘူးထိုအခါကျွန်ုပ်သည်ဘာမျှပြန်မပြောဘဲအခွင့်ရသမျှတေချာစွာစူးစိုက်၍ကြည်ရာသွားတော်ဤအတွင်းကဘာရှိသည်ကိုကမသိရအပြင်ကမူကားစီဂရက်ဘူးတွေကငွေရောင်ပြားကိုကတ်ထားသည်ကိုမြင်တွေ့ရ၏ထို့ကြောင့်လည်းရသေးရှိကအလူခံပတ်ဆံကွက်ထဲသို့တပြားတစ်ချက်မျှမထဲခဲ့ပဲခတ်တုတ်သို့ပြန်၍ထွက်ခဲ့၏ဤသို့လျင်ကြိုက်ထီယိုးတောင်မုတ်ဆိုးတောင်တို့၌အေးချမ်းပျော်မြူးစွာခုနှစ်ညကြာကြ၏ပြီးမှဆင်းခဲ့ကြ၏အပြန်လန်းတွင်အင်းဝစကန်သို့ရောက်ကြသောထွန်းမောင်၏အဖြစ်ကိုမေးမြန်းလိုသည်နှင့်ကျွန်ုပ်သည်အဖော်များနှင့်ခွဲ၍ရခင်တဲငယ်ဘက်သို့လာခဲ့၏တဲငယ်မှာကျွန်ုပ်ပထမမြင်စဉ်ကကဲ့သို့စုတ်ချပျက်စီးနေသည်မဟုတ်ပဲအမိုးအကာနှင့်အတန်ပင်တက်ရက်ကောင်းမွန်နေသည်ကိုတွေ့ရ၏ခေါင်းရင်းကန်းကလေး၌အတန်အိုမင်းပြီဖြစ်သောအဖိုးအိုအဖွားအိုနှစ်ယောက်ပရိစိတ်၍နေကြ၏ခြေရင်းပိုင်းမြေကွက်တွင်မိဖို့တစ်ခု၌လက်ဖက်ရည်ကရာနှင့်ရေနွေးအိုးကြိုနေသော73နှင့်14နှစ်ရွယ်မိန်းကလေးကိုမြင်ရ၏၎င်းအနီး၌3နှစ်4နှစ်သားခန့်ရှိယောက်ျားတငယ်ကလေးတစ်ယောက်ဘူးသီးကျော်တစ်ခုကိုစားနေ၏ကျွန်ုပ်ကိုမြင်ကြလျင်အဖွားတို့ကအလိုမောင်လာပါဘယ်အရက်ကပါလဲမောင်ဖျားဘူးအသွားလားအပြန်လားလာပါထိုင်ပါဆို၍နေရာပေးခြင်းကိုယ်အိတ်ချခြင်းတို့ကိုပြသလဲပြု၏ဟဲ့ဖွားမေရေနွေးဆူပြီမဟုတ်လားလက်ဖက်ချောက်ခတ်ပြီးယူခဲ့ဟဲ့အော်ဖွားမေဟဲ့ဟိုထညက်ကလေးရှိသေးမဟုတ်လားတခါတည်းထဲခဲ့ဟဲ့တောက်ပါစားပါမောင်ရဲ့ဟုအလွန်ကြီးစွာသောစေတနာဖြင့်ဧည့်ခံလင်း၏အဖိုးကြီးကတဖန်ငါမြေးကဖျားဘူးမဟုတ်လားဟုတ်ပါတယ်အဖိုးရဲ့ကျွန်တော်ဟာလွန်ခဲ့တဲ့9ရက်လောက်ကတက်သွားပါတယ်အခုပြန်ခဲ့တာပါအဲ့ဒီတက်သွားတဲ့နေ့ကကျွန်တော်တငယ်ချင်းတယောက်ဒီတဲမှာကြံရက်တယ်အဲ့ဒါသူပဲသွားလေတယ်လဲလို့မေးချင်လို့ဝင်လာတာပါအဖိုးရဲ့ထိုအခါအဖိုးကြီးနဲ့အမေကြီးသည်ငေါက်ခနဲတပြိုင်တည်းဆန်း၍မောင်တွန်းမောင်ကိုမေးတာမဟုတ်လားဟုတန်မြိုင်မေးကြလေ၏ဟုတ်ပါတယ်ခင်ဗျာအမေကြီးကဆက်၍အော်မောင်ကမောင်ထွန်းမောင်ရဲ့တငယ်ချင်းလား
ဒါဖြင့်မောင်လဲသူတော်ကောင်းပေါ့အေးမောင်ထွန်းမောင်ရဲ့အခုမနက်ပဲရန်ကုန်ကိုပြန်သွားပြီသူတို့ကြောင်းတက်ရမယ်ဆိုကိုကွပြောလိုက်ပြစေအောင်မောင်ရဲ့ဒီလိုသူတော်ကောင်းမျိုးရှိတာအဖွားတို့အခုအသက်80ရှိပြီကြားပဲမကြားဘူးပေါ့မောင်ရဲ့မောင်ထွန်းမောင်ဟာဖះကိုလိုက်မလာပဲဒီကပဲပြန်သွားပုံကိုပြောပါအောင်အဖွားရဲ့ပြောပါပြီလားမောင်ရဲ့ဒီလိုကွငါတို့ကဟိုကြိုက်ထိုကိုသွားတဲ့လမ်းနားမှာရှိတဲ့မီးသွေးကုန်းရွာကပါအဖွားတို့မှာသမီးတစ်ယောက်တည်းရှိတယ်သူအိမ်အောင်ကြလို့သားသမီး4ယောက်ရပြီးတော့လွန်ခဲ့တဲ့3နှစ်လောက်ကပဲသူ့ခင်မွန်အနှိမ့်ဆရောက်တယ်သူကိုယ်တိုင်လဲမနစ်ကဆုံးမြန်ပါရော့သားသမီး4ယောက်အနက်က2ယောက်သာအဖတ်တင်တယ်ဟောအခုမြင်တာအကြီးဆုံးနဲ့အငယ်ဆုံးပေါ့ဒီကလေး2ယောက်ကိုငါတို့ပဲမွေရတော့တာပေါ့ငါတို့ကလည်းအိုမင်းသူတို့ကလည်းလူလားမမြောက်သေးပိုက်ဆံကြေးငွေကလည်းမပြည့်စုံတူပြောကြစော့မြေရဲ့ငါတို့ထမင်းရက်မှန်မစားရတာကြာပါပြီအဲ့ဒါအခုဖျားဘူးများလာတဲ့အချိန်ဒီအင်းဝစကန်မှာတဲကလေးထိုးပြီးဖွားမေကိုပဲဘူးသီးကြော်ကလေးကြော်ပြီးရောင်းစေရတာပဲအဲ့ဒါနဲ့လည်းထမင်းရက်မှန်မစားရပါဘူးကံမြန်းဆိုးကျင်တော့လွန်ခဲ့တဲ့2လ3လကစပြီးဟောမောင်အဖိုးကြီးဟာလူကလည်းအစာရေစာဝလင်အောင်လည်းမစားရတော့လဲပါရောမောင်ရိနောက်10ရက်လောက်ကအဖျားဝင်လာပြီးသတိမရတစ်ချက်နေပါရောဟိုမောင်ထုံးမောင်ရောက်တဲ့နေ့ကမျောပဲရှိတော့တယ်အဖွားကိုယ်တိုင်လည်းမောင်အဖိုးလိုပဲအားနေပြီးလဲနေရကနွေးမှခြုံစရာမရှိဒီအထဲတဲကလေးကလည်းမိုးမလုံတော့အေးမိပြီးအဖွားလဲပါရောမောင်ရိအဲ့ဒီလိုအဖွားတို့အကျိုးကန်း2ယောက်ကိုမြေးမကလေးဖွားမေကချက်ပြုတ်ကျွေးနေရကဟောထင်းချိုးရမှတန်ဆူးလို့တဲ့တခါတည်းငန်းတွေမန်းတွေလိုက်ပြီးပြည်တယ်လို့မောင်ထုံးမောင်ရောက်တဲ့နေ့ကခြေထောက်မြောက်ပြီးအော်နေရတာပဲအဲ့ဒီမောင်ထုံးမောင်လာကြည့်တော့ငါတို့ထမင်းရေစာမစားရတာ2ရက်တိတိရှိနေပြီမောင်ရဲ့တေဖို့အစင်တင်မဲဆိုပါတော့ဟောဟိုမြင်းငယ်ကတော့ကလေးကိုဟိုဆိုင်စုမှာတွားပြီးတောင်းရမ်းစားတဲ့အဲ့ဒီလိုငါတို့တေဖို့အနေမှာမောက်တငယ်ချင်းမြင်တော့မေးတန်ကိုကြားပါရဲ့ငါတို့လူအို2ယောက်ကတော့စကားမပြန်နိုင်တော့ဘူးဖွားမေကသာအငိုရက်ပြီးပြန်ပြောတန်ကိုကြားလိုက်ရတယ်အဲ့ဒါနဲ့မောင်ထုံးမောင်ဟာပထမအဖိုးကြီးပါဇက်ထဲကိုရေချပေးတယ်နောက်နည်းနည်းလှုပ်လာတော့ဟိုဆိုင်စုမှာလက်ဖက်ရည်ကော်ဖီရည်ရေနွေးစားစရာတွေဝယ်လာပြီးကော်ဖီနွေးကလေးကိုအဆက်ချပြီးတိုက်ပေးရှာတယ်အဖွားကိုလည်းဒီလိုပဲဖွားမေကိုလည်းအနာကိုရေဆေးပြီးဖောက်ဆေးထဲလှုပ်တာနဲ့မောင်ရဲ့တနာရီလောက်မှပဲတက်တာသွားပါတယ်အမှန်ကတော့ငါတို့တစုလုံးအစားတောက်ချိုးတဲ့လို့ငတ်လို့ဖြစ်ရတာကွငါတို့တော့အရေလောက်သာတောက်နိုင်ကြပါတယ်ဖွားမေတို့မောင်နှမ2ယောက်ကတော့ဖျားတာမဟုတ်ဘူးအဲ့ဒါကိုမောင်ထုံးမောင်ရဲ့သူ့လွယ်အိတ်ထဲကပေါင်မုတ်ငါးတစ်တာတွေတခါတည်းထုတ်ကြွေတယ်ငန်းနဲ့စားလိုက်ကြတာမောင်ရဲ့အဖွားတို့လည်းဘေးကကြည့်ရတာအားရဝမ်းသာတာနဲ့အားပြေးလာကြတာပဲအဲ့ဒါဒိုကသူကိုယ်တိုင်ငါတို့ကိုစေးတိုက်ပြုစုတဲ့အပြင်သူကိုယ်တိုင်စံစီစားကြက်သွန်ငရုတ်အစုံဝယ်ပြီးချက်ကြွေရှာတယ်ဖွားမေကိုအညော်မိမှဆိုလို့တဲ့မိဖို့နာတော့မလာစေရဘူးပြီးတော့ဟောတဲကလေးကိုကြည့်ပါဦးအခုတော့တက်ရက်ပေါ့မောင်ထုံးမောင်ရောက်စားကအမိုးလဲမလုံးအကာတွေလည်းပြက်ကျနေတယ်လေပြင်းတိုက်ရင်မခံနိုင်ဘူးအဲ့ဒီလိုအနေမှာမောင်ထုံးမောင်ရောက်လို့2ရက်အကြာမှာနှင်းမိုးရွာချလို့မောင်ထုံးမောင်ပါမကြံငါတို့အကုန်လုံးရွှဲရောဆိုပါတော့မောင်ထုံးမောင်ပါလို့တလဲသိလားအနီးနားကဆိုင်စုအိမ်စုမှာတက်ကယ်တို့ထရန်တို့သူကိုယ်တိုင်သွားဝယ်ပြီးကိုယ်တိုင်မိုးကပေးခဲ့တယ်မောင်ရဲ့အဖွားအိုသည်စကားကိုဖြတ်၍လက်အုပ်အထက်သို့မြောက်ချီကဖျားတကြားတော်တပည့်တော်မရဲ့မြေကြီးမောင်ထုံးမောင်ကျမ်းမာချမ်းသာပါစေခလုံးမထိစူးမညိပါစေနဲ့ရေလိုအေးလို့ပန်းလိုမွေးပါစေဆို၍မျက်ရည်ဆန်းဆန်းနဲ့ရှ िख ိုးဆူတောင်းလေ၏ကျွန်ုပ်တို့ပတ်လက်ရှိလူများကိုပင်မေ့နေဟန်ရှိ၏အတန်ကြာမှဆက်ပြန်၍ငါတို့မိုးတွေဆိုလို့အေးကြချမ်းကြတော့မောင်းတငယ်ချင်းဖျားလောင်းကြီးကဟောသူ့မှာပါတဲ့အင်ကြီးတွေပစိုးတွေမျက်နှာတုပ်ပွားတော့မကြံဘူးအဲ့ဒါတွေနဲ့တခါတည်းငါတို့4ယောက်ကိုပက်ရန်ခြုံယုံပေးတာပဲမိဘကတာသမီပြုစုသလိုပါပဲမောင်ရဲ့သူကိုယ်တိုင်ကတော့စွတ်ကြိုက်ကလေးနဲ့သာနေတယ်အောင်မယ်ဟောမောင်းတငယ်ချင်းက
တတိကောင်ကလာကွက်မိုးကြီးပေမဲ့သူမချမ်းဘူးတဲ့ပြီးတော့လူကြီးတော့လုံးရက်တန်တန်ရဲ့နို့ပေမဲ့သူ့အသားတွေကတန်ကဲလိုပါကလားကွက်ဟောနေကင်းမှာဖွားမေတို့မောင်နှမနှစ်ယောက်ကိုသူ့လက်မောင်းသားကြီးတွေကြွက်သားကြီးတွေထုတ်ပြတယ်မောင်နှမနှစ်ယောက်သူ့လက်မောင်းကြီးကိုစီစီပြီးကစားကြတာပဲအင်မတန်ပျော်ကြတာပေါ့ဒီတငယ်ဟာလူထူးပါကွယ်တန်ကတန်မာပါပြီနဲ့ဖះလောင်းများစင်ပြောင်၅စီး10စီးအားစောင့်နိုင်တယ်ဆိုတာပဲထင်ပါရဲ့ကွယ်နောက်တစ်နေ့မနက်စောစောဟိုအနာခဏသွားအောင်မယ်ဆိုပြီးထွက်သွားလိုက်တာညနေမှပြန်လာတယ်တို့တွေဆိုတာတနေကင်းလုံးသူ့ကိုထမင်းစားဆောင်နေကြတယ်အနီးအနားလိုက်ရှာကြတယ်အဲ့ဒီမနက်ငါတို့ထမင်းမစားပြစ်ဘူးညနေကြလို့ပြန်လာတော့မှသိရတာကလက်စသက်တော့သူဟိုကြိုက်ထိုကိုသွားတာကိုမောင်ရဲ့ဟဲ့ဖွားမေနင့်အကိုကြီးဝယ်ပေးခဲ့တဲ့အဝယ်စားတွေယူခဲ့စမ်း။ကိုင်းမောင်ရင်ကြည့်တော့ငါတို့ဖို့သူဝယ်လာတာတွေထိုအခါအဖိုးကြီးသည်အထုပ်ခက်ကြီးတစ်ခုကိုကောက်ယူ၍ဟောတာကကျုပ်အထုပ်မောင်ရဲ့မောင်ကိုပြရအောင်မယ်ဆိုကအထုပ်ကိုဖြေလေသည်အထုပ်အပေါ်ကကျိုးစေးအောင်အပတ်ပေါင်းများစွာရက်ပတ်ထား၏ကျိုးတွေကုန်သောအခါပစိုးဟောင်းတစ်ထက်နောက်ပိတ်ဖြူတစ်ထက်နောက်ဆက်ကူ3-4တက်အလွန်သေးကြစွာထုတ်ထားသည်ကိုတွေ့ရ၏နောက်ဆုံးအထက်ကုန်လေးမှလုံကြီးအညိုရောင်တစ်ထည်အတွင်းကန်အင်ကြီးတစ်ထည်အပေါ်အင်ကြီးတစ်ထည်ခေါင်းပေါင်းပဝါတစ်ထည်ပခုံးတင်ပိတ်ဖြူစားတစ်ထည်တို့ထွက်လာလေ၏ထိုလေးတဲ့သောအဝတ်တို့ကိုအဖိုးကြီးသည်ယူရမျက်နှိုးစွာကင်တွယ်၍အဲ့ဒါကျုပ်မြေရဲ့ကုသိုလ်တွေပဲမောင်ရဲ့ကျုပ်အဖိုးအဖဒီလိုမပေးခဲ့ဘူးပါဘူးကျုပ်သားသမီးတွေလည်းမပေးခဲ့ဘူးကိုယ်တိုင်လဲဝယ်ပြီးမဝတ်နိုင်ခဲ့ဘူးဒီအဝတ်လေးတွေကိုကျုပ်ဘာလို့မလဲသိလားဥပုပ်နေတိုင်းဝတ်ဆင်ပြီးဥပုပ်ဆောက်မယ်အခုစိတ်ကူးတာကတော့ကျုပ်မြေကုသိုလ်ပွားအောင်နေတိုင်းပဲရှစ်ပါးသီလဆောင်ပြီးသူ့အဝတ်တွေနဲ့အယိုးထုတ်တော့မယ်ကျုပ်သေးတဲ့အခါဒီအဝတ်တွေကျုပ်တို့ဆရာဘုန်းကြီးကိုလှူလိုက်ဖို့မှာပြီးပြီမောင်ရဲ့အဖွားကြီးကလည်းမိမိအတွက်အဝတ်စားတို့ကိုပြ၍ကျုပ်လည်းပဲမောင်အဖိုးတိုင်းပဲဆုံးဖြတ်ပြီးပါပြီဟုဆို၏ဖွားမေကလည်းမိမိအထုပ်ကိုအာပါတရဖြေကပြ၏ပိုးသားလုံကြီးအင်ကြီးဘီမှန်စသည်ဖြင့်မိမအတုံးဆောင်အတန်များများတွေ့ရ၏အဲ့ဓာတွေကျမရဲ့အကိုကြီးဝယ်ပေးခဲ့တာရှင့်ကျေးဇူးတင်လိုက်တာအကိုကြီးရဲ့ကျမလေညာတိုင်းအိတ်ခါနီးကကိုဦး3ချိန်ချပါတယ်အကိုကြီးလည်းပြန်သွားပြီးတိတ်အောင်မေးတာပဲဆို၍မျက်ရည်လဲလာလေ၏အနားတွင်အမ၏မျက်နာကိုစိုက်ကြည့်နေသောမောင်ကလေးမှလည်းမဲတက်ဖြစ်၍လာလေ၏အဖွားကြီးကဆက်ပြန်၍အဲ့ဒါသူအပြုစုကောင်းတာနဲ့ငါတို့အတော်တန်ထူထောင်လာကြတာပါပဲသူနေလို့4-5ရက်ရှိတော့ငါတို့လည်းမာပါပြီမင်းဖះကိုသွားဖို့ဟာသွားတော့လေလို့ပြောတော့အဖွားရဲ့တဲ့ဖះကိုသွားဘူးတာတဲ့ဖះစကားနားထောင်တာပိုပြီးကုသိုလ်ရတယ်တဲ့ပြီးတော့လဲဖះသွားဖို့အချိန်လည်းမရှိတော့ဘူးကြောင်းပွင့်မိအောင်ပြန်ရမယ်တဲ့သူဖះမှာရွှေချဖို့ပန်းလူဖို့ရေလူဖို့မှန်းခဲ့တဲ့အတွက်ငွေကိုလည်းအဖွားတို့ကိုပဲလူခဲ့မယ်ဆိုပြီးငွေသေးငါးပြားရေ30ကျပ်တိငါတို့ကိုပေးသွားတယ်အခုငါတို့အသက်80ရှိပြီကိုပိုင်အဖြစ်နဲ့တခါမှငွေ30ကျပ်ပြည့်အောင်မကင်ခဲ့ရဘူးဒီလိုလူမျိုးတွေ့ဘူးဖို့ထားလို့ကြားတော့မကြားဘူးပါဘူးကွယ်ဟောမောင်ဖိုးကဖြင့်လူမဟုတ်ဘူးနတ်တကြားများလူရောင်ဆောင်လာတာလို့အခုထက်ထိအတက်ဆွဲနေတော့မယ်ထိုအခါအဖိုးကြီးကဝင်တဲ့၍ဟဲ့မဲတို့ရဲ့အခုဒီမောင်ရင်ကသူ့တငယ်ချင်းပါဆိုလို့သာနေလိုက်ရတယ်ငါတော့ဧကန္နနတ်တကြားပဲလို့ဆွဲလန်းနေတော့မယ်ကြည်လေငါအလကားပြောတာမဟုတ်ဘူးငါတို့ဆရာဖုန်ကြီးဟောဘူးတယ်ဟဲ့တကာကြီးဖိုးခွေးတဲ့5ပါးတီလာမြဲပြီးမေတ္တာပို့ပြီးဣတိပိသောဂုဏ်တော်ကိုတနေ့ကိုအနည်းဆုံး10ဘက်ရအောင်စိတ်တဲ့အကျဉ်းကျက်တွေ့ရင်နတ်တကြားများလာပြီးကဲမတတ်တယ်တဲ့အဲ့ဒါလွန်ခဲ့တဲ့15နှစ်လောက်ကစပြီးဖုန်ကြီးစကားအတိုင်းစောင့်ထင်းပြီးပရိမမှန်စိတ်ခဲ့တာညီအတိပဲမဟုတ်လားဟိုနေ့ကငါပက်လက်ကလေးမျော့နေတော့
ဆရာဖုန်းကြီးရဲ့အဆုံးအမနဲ့ဂုံတော်ကိုသတိရပြီးဂုံတော်ကိုနှလုံးသွင်းနေတယ်တော်တော်ကြာပါဇက်ပေါ်ရေစက်ကြလာတော့တကြားမင်းရေစင်ဖြန်းလာပေါ်လို့ငါယုံကြည်လိုက်တယ်လူပုံသဏ္ဍာန်နဲ့တောက်ပြောင်အေးကြည်နေတဲ့မျက်နှာကိုငါမြင်ရတယ်ဟဲ့မဲတုတ်ကလူရိုးရိုးဟာဒီလောက်ကောင်းနိုင်ပါမလားဟဲ့လူမမာ၄ယောက်ကိုစေးကုပြုစုကျွေးမွေးဝစ်စင်အိမ်ကိုမိုးကာပေးပြီးတော့ငွေ30ကျပ်ရင်းမာကြီးကိုပေးတာဟာလူရိုးရိုးဟုတ်နိုင်ပါမလားဟဲ့တို့ဆရာဘုန်းကြီးပြောဘူးတယ်နတ်တကြားများလူရောင်ဆောင်လာရင်အရေးမထွက်ဘူးမျက်တောင်မခတ်ဘူးတဲ့ငါဖြင့်မောင်ထုံးမောင်ရဲ့အရေးထွက်တာမျက်တောင်ခတ်တာမမြင်မိဘူးဟဲ့ပြီးတော့ရုပ်ရည်ကလည်းတန့်ပါပြီနဲ့ငါဖြင့်ဒီလိုချောတဲ့လာတဲ့ယောက်ျားကလေးမမြင်ဘူးပေါင်ဗျာကိုဖိုးကဲကလည်းလူတော့လူအစ်စ်ပါတော့လူရိုးရိုးမဟုတ်တာတော့အမှန်ပဲဧကန္နအလောင်းအလျာတကူကူတော့ဖြစ်မှာပဲကိုင်းမောင်ရဲ့မောင်ထုံးမောင်ရဲ့တငယ်ချင်းဆိုရင်ဖြင့်အဖွားတို့တဲမှာတညလောက်တော့တဲပါအောင်မောင်ရဲ့သူ့ငွေတဲကအလူဦးပြုတ်ပြီးဓမင်းတနက်တော့ကျွေးလိုက်ပြစီတန်ဃာတော်စွန့်ကျွေးဖို့တော့ငွေ9ကျပ်ဥချပြီးဖယ်ထားပြီးပါပြီထိုအခါမှာကျွန်ုပ်မှာအလွန်ပီတိဖြစ်၍တညာတဲရန်ဝန်ခံလိုက်၏ညအိယာဝင်သောအခါကျွန်ုပ်၏စင်စားကန်းပေါ်လာလေ၏ထွန်းမောင်ကြီးဖြင့်ဖျားဘူးလာရကြိုနှက်လေပြီထွန်းမောင်ရဲ့ကုသိုလ်ကိုငါအားကြလာသည်ငါကြားဘူးသည်ကမြတ်စွာဘုရားရှိစဉ်ကတောနယ်မှယဟန်နှစ်ပါးဖျားကိုဖူးမြော်ရန်လာကြတဲ့လမ်းခရီးမှာရေငတ်ကြသဖြင့်ရေတောက်ကြမည်ရှိရာရေစစ်မပါကြသည်နှင့်တပါးသောယဟန်ကမြတ်စွာဘုရားသည်ရေစစ်နှင့်မှရေတောက်ရမည်ဟုပညတ်ချက်ထားသည်ယခုရေစစ်မရှိခဲ့ဖျားကိုကြည်ညိုသည်ဆိုသည်မှာဖျားစကားကိုနားထောင်မှကြည်ညိုရာရောက်သည်ထို့ကြောင့်ရေမတောက်ဖဲအသက်သေးစေတော့ဟုဆုံးဖြတ်လိုက်၏တပါးတော်ကဖျားဆိုသည်မှာအလွန်ဖူးမြင်ရခဲ့၏ရေတောက်ပြီးအသက်ရှင်၍ဖျားကိုဖူးမြင်အံ့ဟုဆုံးဖြတ်လိုက်၏ပထမယဟန်သည်လမ်းတွင်ပြန်လွန်ခဲ့၏ဒုတိယယဟန်ကဖျားထံရောက်၍အဖြစ်အပျက်ကိုပြန်လည်လျှောက်ထားသောအခါမြတ်စွာဘုရားကဖျားစကားနားထောင်၍လမ်းတွင်အသေးခံသောယဟန်ကိုသာချီးမွမ်းတော်မူတဲ့ယခုလဲငါတို့နှစ်ယောက်နဲ့တူလေစွငါမှာကြိုက်ထီယိုဖျားကိုတော့ရောက်ပါရဲ့ရောက်တော့ဘာလို့တလဲဖျားကိုပစိန်ပေါက်ရှိကိုတယ်အနာပတ်လေကစူစူညံညံနဲ့အာယုံစူးဆိုင်၍ရှင်မကိုးခဲ့ရ၎င်းနောက်တငယ်ချင်းတို့နဲ့ရှောက်၍ပြောခဲ့တယ်ဟာတိုက်တချင်းဆိုဖဲကစားအဲ့ဓာတွေနဲ့အချိန်ကုန်တာပဲအခုထုံးမောင်ကိုအားကြလို့အဖိုးကြီးအဖွားကြီးတို့ကိုပတ်စံပေးခြင်းလို့ကြည်တော့လဲကားနဲ့ရထားကသာကြံတော့တယ်ပိုက်ဆံတပြားမှမပို့တော့ဘူးဟိုကုန်းတော်မှာတုန်းကတိုးလူစုမြေလက်ကအပြိုတစုနဲ့တွေ့လို့အလွမ်းသင့်ပိုးပန်းပြီးဟိုဆိုင်အခန့်လိုက်ဒီဆန်းအခန့်လိုက်နဲ့3-4ရက်တိုးလူစုပိုက်ဆိုင်ဖြုံးလိုက်ကြတာဖျားလူဖို့မှန်းထားတဲ့အထက်က3ပုံ2ပုံလောက်ပါသွားတာပဲအဲ့ဒီပိုက်ဆိုင်တွေအခုငါနှပြောလိုက်လာတယ်ငါဖျားဖူးရတာမင်မင်ရရအကျိုးပါမြမထင်ပါတကားနဂတော်ယသေးမှဖိုးသူတော်မေတီလပန်းတဲ့ရေတဲ့အချို့တို့ကိုစိတ်မကျေနပ်လဲပတ်ပျော်ရွှင်ဒါတွေနဲ့သာအချိန်ကုန်ခဲ့တယ်အခုငါတို့ပြည်မှာယတနာ3ပါးကိုအကြောင်းပြပြီးလောက်ကြတဲ့ပွဲအမျိုးမျိုးတွေကိုတတိရလိုက်ပါပြီတဲ့ငါဖျားကိုရောက်တော့လဲဖျားစကားကိုနားထောင်တဲ့ထုံးမောင်ရဲ့ကုသိုလ်မျိုးကိုဘယ်မှမိနိုင်မလဲစသည်ဖြင့်စိတ်ကူးတွေးတော့ကမပျော်တစ်ချက်ပျော်တစ်ချက်နဲ့မိုးလင်းရလေ၏နနက်တွင်ကျွန်ုပ်ပြန်တော့မည်ဟုနှုတ်ဆက်လေရာအဖိုးကြီးကအေးပြန်အောင်တော့မောင်ရဲ့မောင်တို့ကျမ်းမာချမ်းသာကြပါစေဆိုတာအဖိုးဆုတောင်းပါတယ်မောင်ထုံးမောင်ကိုပြောပါသူဝယ်ပေးခဲ့တဲ့အဝယ်စားတို့ကိုအဖိုးဘလို့စီမံထားတယ်ဆိုတာသွားတော့မောင်ရေဖုန်ကြီးပါစေတက်ရှည်ပါစေကွယ်အဖွားကြီးကသွားတော့မောင်ရေသွားတော့အဖွားတို့မသေးခင်မောင်ထုံးမောင်ကိုတခါတော့တွေ့ကျင်သေးတဲ့ကွယ်မိုးမကြခင်အဖွားတို့ကျမ်းမာရင်ဖြင့်ရန်ကုန်ကိုဖျားဘူးလာခဲ့မယ်လို့ပြောလိုက်ပါမောင်ရဲ့
အခုအဖွားတို့နှစ်ယောက်တေဒီအထိရှစ်ပါးတီလာဆောင်ဖို့တန်တိတ်ထံပြုတ်ပြီးတဲ့အကြောင်းပြောပါလေကွယ်အေးသွားတော့မြေရီသွားတော့ဖွားမေကအကိုကြီးထွန်းမောင်ဖို့လက်ဆောင်ပေးလိုက်ပြရစီဟောတာကဂျိုက်ထီယိုးတောင်ပြက်ဝါစေးတံဒါကတစ်ခွပန်းကြောက်တကူဟောတာကကျမအရင်ဖျားတုံးကဖြတ်ထားတဲ့ဆန်စုအဲ့ဒီဆန်စုကိုတဝက်ခွဲပြီးဖျားကိုတဝက်လူပါတဝက်ကိုအကိုကြီးထွန်းမောင်သိမ်းယူထားပါလို့ပြောပါကျမမသေးခင်တစ်ခေါက်တော့ရောက်အောင်လာမယ်လို့လည်းပြောပါသူ့လိပ်စာကိုကျမတောင်းထားလိုက်တယ်ပြီးတော့ရှစ်ခိုးလက်ဆောင်လဲပေးလိုက်ပြရစေအော်အကိုကြီးအခုနေရန်ကုန်ပဲစီမှာလဲကျွန်ုပ်ကရန်ကုန်ရှိရာသို့ညွန်ပြလိုက်သောအခါဖွားမေသည်တပတ်နွမ်းတစ်ထည်ကိုတင်၍ရန်ကုန်ထွန်းမောင်ရှိရာဘက်သို့ရိုသေးလေးမြတ်စွာလှည့်၍ဦးသုံးချိန်ချကအကိုကြီးကိုဦးသုံးချိန်ကြောလိုက်ပါတယ်ဆို၍ဦးသုံးချိန်ချလေသည်ထိုအခါကလေးမ၏မျက်ရည်တို့သည်ကျပြန်လေ၏ကျွန်ုပ်သည်ခြေလေးလေးဖြင့်ထွက်ခဲ့ရာဖွားမေတို့မောင်နှမသည်ကျွန်ုပ်၏လွယ်အိတ်ကိုယူဆောင်၍လဲစိတ်အထိပို့ကြ၏လဲသည်တအီနှင့်လိမ့်သွားရာဖွားမေတို့မောင်နှမသည်မျက်နှာငယ်ငယ်ဖြင့်ငေးမြော်၍ကြံရဲကြရှာလေသည်ကျွန်ုပ်သည်ထွန်းမောင်အခန်းသို့ဝင်ခဲ့၏ထွန်းမောင်ကအလိုမင်းပြန်လာပြီလားဖျားဖူးခဲ့ရတာအမျှဝေပါအောင်ကွမတရောပါနဲ့ကွယ်ငါမှအမျှဝေစရာကြာနာတခုမှမပါခဲ့ဘူးမျက်နှာငယ်ငယ်နဲ့ပြောသည်ဟေ့မင်းအကြောင်းတွေငါကြားခဲ့သိခဲ့ပြီမင်းကုသိုလ်အင်မတန်ထူးမြတ်တာပဲငါ့ကိုအမျှဝေစမ်းပါကွယ်တငယ်ချင်းရဲ့ဟင်းဖះရောက်တဲ့လူကလမ်းကပြန်လာတဲ့သူကိုအမျှဝေခိုင်းနေသလားကွမင်းကလည်းယူးကြောင်ကြောင်နဲ့ငါမယူဘူးငါတကယ်ပြောနေတာငါဟာကြိုက်ထီယိုးဆိုတဲ့ဇေဒီနာတော့ရောက်ခဲ့တာမှန်တယ်နို့ပေမဲ့မင်းကတော့တမ္မာတန်ဗုဒ္ဓဖះအစစ်စီကိုရောက်ခဲ့တယ်လို့ဆိုရမယ်ဒါကြောင့်ငါ့ကိုအမျှဝေပါကွယ်ဟေ့မင်းစာကလေးပါကလေးအကြည့်ဘူးသားမဟုတ်လားငါကအမျှဝေမှမင်းရနိုင်တာမဟုတ်ဘူးမင်းဝမ်းမြောက်ပြီးကိုယ့်ဘာသာကိုတာရုခေါ်နိုင်တဲ့လောက်ကုသိုလ်ရတာပဲကွအဲ့ဒါငါသိတယ်ဘာဖြစ်ဖြစ်မင်းပါဇက်ကမွတ်ဆိုပြီးပေးတာကိုငါကြားကြတယ်ငါတာရုခေါ်ခြင်းတယ်စင်ကြေစင်လက်တွေလုံးနေပါနဲ့ကွယ်ငါကြည်ညိုလွန်းလို့ပါမင်းပါဇက်နဲ့အမျှဝေစမ်းပါကဲဒါဖြင့်လဲအမျှဆိုတာအဖို့ပါကဆိုလိုတယ်ငါကတော့အဖို့တွေအဖဲ့တွေလုံးမနေပါဘူးငါကုသိုလ်အကုန်လုံးကိုပဲပေးပါတယ်ဗျာအကုန်လုံးယူပါလေတော့ထိုအခါကျွန်ုပ်သည်တာရုလေးလေးနက်နက်ခေါ်ပြီးမှမင်းကိုငါကျေးဇူးတင်တာတခုရှိသေးတယ်ဘာလဲမင်းကငါ့ကိုဖျားဖူးနီးကောင်းနီးမွန်တခုတင်ပေးတဲ့အတွက်ပေါ့